အခုတင်မြင်နေတဲ့မြင်ကွင်းဟာအီရန်ရဲ့လက်နက်သစ်တစ်မျိုးပါအစ္စရေးပြည်သူတွေပေါ်ဓာတ်ရိုက်ကျရောက်နေပါတယ်အရင်လိုအီရန်ရဲ့ ballistic missiles တွေကိုအစ္စရေးနဲ့အမေရိကန်ကကာကွယ်ရေးစနစ်တွေနဲ့စစ်တိုက်ဖြစ်စည်းနေရတဲ့အတွက်အီရန်ဘက်ကနီးဗျူဟာအသစ်တစ်ခုကိုအသုံးပြုလာပါတယ်အဲ့ဒါကတော့ cluster warheads လို့ခေါ်တဲ့ပိုပြီးလှည့်ကွက်ရှိတဲ့လက်နက်ပါဒီလက်နက်ဟာတခါတဲ့အကြီးစားပောက်ကွဲမှုတစ်ခုမဖြစ်ဘဲမိုးမုံမြင့်မှာပောက်ကွဲပြီးတင်းငယ်တဲ့ bomblets ဘူးလီရွယ်လောက်ရှိတဲ့ပောက်ကွဲစစ်တွေအများကြီးကိုဖြန့်ကျက်ချလိုက်ပါတယ်ဒီ bomblets တွေဟာမိုင်6လောက်အကျယ်ဝန်းအတွင်းပန်းခြံတွေလမ်းတွေအိမ်တွေကိုပြင်ကျဲကြောက်ရောက်နိုင်ပါတယ်မကြာသေးခင်ကလည်းအစ္စရေးအလဲပိုင်းမှာဒီလို cluster warhead တစ်လုံးကျရောက်ပြီးအလုတ်သမား2လောက်သေဆုံးခဲ့ပါတယ်ဒီ bomblets တွေဟာတာမန် warhead တစ်လုံးတည်းပိုပြီးကာကွယ်ရေးစနစ်တွေကိုလွတ်မြောက်နိုင်ပါတယ်မူလ missile ကိုတားဆီးနိုင်ခဲ့ရင်တော့အတွင်းက bomblets တွေကဆက်ပြီးကျရောက်နိုင်သေးတာကြောင့် NDA ပိုများပါတယ်ဒါဆိုအီရန်ဘာကြောင့်ဒီလိုလုပ်နေရလဲအကြောင်းရင်းကရိုးရိုးပါပဲသူတို့ရဲ့ launch base တွေကိုအကြမ်းဖက်တိုက်ခိုက်ခံနေရတဲ့အတွက်အရင်လို missile အများကြီးတပြိုင်နက်မပစ်နိုင်တော့ပါဘူးဒါကြောင့်ပိုပေါ့ပါပြီးပိုဝေးအောင်ပစ်နိုင်တဲ့ cluster warheads တွေကိုအသုံးပြုလာတာပါအထူးကျွတ်တွေကဒီဟာကိုစိတ်ပိုင်းဆိုင်ရာဖိအားပေးတဲ့နီးဗျူဟာတစ်ခုလို့ပြောပါတယ်ထိခိုက်ပျက်စီးမှုအကြီးကြီးမဖြစ်နိုင်ပေမဲ့လူအများကိုအကြောက်တရားဖြစ်စေပြီးတားနဲ့ချီတဲ့အစ္စရေးပြည်သူတွေကို bomb shelter တဲ့ဝင်နေဖို့အတင်းကျပ်ဖြစ်စေပါတယ်တိုက်ခိုက်မှုတွေကမိုးကြသလိုပောက်ကွဲမှုတွေဆက်တိုက်ဖြစ်နေတဲ့အတွက်မီးလောင်ကွန်မတ်တလို့မြင်ရတယ်လို့အစ္စရေးဘက်ကဆိုပါတယ်Tel Aviv မြို့လမ်းမတွေမှာတော့မပေါက်ကွဲသေးတဲ့ bombless တွေကိုရဲတပ်ဖွဲ့ကရှာဖွေဖယ်ရှားနေပြီးကလေးတွေမိသားစုတွေထပ်မံဒဏ်ရာမရအောင်စ조사နေပါတယ်Iron Dome ကာကွယ်ရေးစနစ်ကအများစုကိုတားဆီးနိုင်ပြီးမဲ့လွတ်ကျသွားတဲ့အရာတွေကြောင့်နေ့စဉ်ဘဝကိုလုံးဝပြောင်းလဲသွားစေပါတယ်။အီရန်ဟာစစ်ပွဲမှာအနိုင်ရနေတယ်လို့မဆိုနိုင်ပေမဲ့ဒီလိုဈေးပေါ်ပြီးအကျိုးသက်ရောက်မှုရှိတဲ့လက်နက်တွေကလူထုအပေါ်ဓာတ်ရိုက်ထိခိုက်မှုဖြစ်စေနေပါတယ်။